Hello Lucky လေးရဲ့ပကံ road trip လေးဖြစ်ပါတယ်။ဒါကတော့ Lucky လေးငယ်ငယ်တုန်းကပေါ့နော်။သူ3လသားလေးပဲရှိသေးတယ်။ပကံကိုရက်ရှည်ခရီးထွက်မဲ့အစီအစဉ်မှာသူ့ကိုတယောက်တည်းအိမ်မှာထားခဲ့လို့မရလို့ခေါ်လာဖြစ်ခဲ့တဲ့ vlog လေးဖြစ်ပါတယ်။ဒီတော့ Lucky လေးကဒီခရီးစဉ်တစ်လျှောက်လုံးမှာပေါ့နော်သူဘာတွေလုပ်နေလဲကားပေါ်မှာသူငိမ့်ငိမ့်နေပဲဘာတွေရွာစီထိုးပြီးတော့ဘာတွေရှောက်ပြီးကစားနေလဲဆိုတာပေါ့နော်တူတူကြည့်လိုက်ရအောင်ဒါကတော့ပကံကိုသွားနေရမြင်ကွင်းတစ်လျှောက်ဖြစ်ပါတယ်လက်ကြီးလေးရပေါ့နော်ဒီသူ3လသားလေးဖြစ်တဲ့အတွက်ဒါသူ့ကိုအစာကျွေးနေတာဖြစ်ပါတယ်အစာကျွေးလိုက်စားလိုက်ပေါ့နော်ပြီးတော့ဟိုငေးတီငေးနေပေါ့နော်ဒါစပားစီလေးတွေစားနေတာပေါ့နော်နောက်သူ့အတွက်အစာတုပ်လေးပါယူလာတာဖြစ်ပါတယ်ပြီးတော့သူကစားပါတယ်ဒီလောင်အိမ်ပေါ်ကနေပြီးတော့သူဘာကိုကိုက်ရမလဲဆိုပြီးတော့ချောင်းနေတာဖြစ်ပါတယ်သူလောင်နေကိုဘယ်လိုမျိုးပြန်ဝင်ရမလဲပေါ့နော်သူကြည့်နေတယ်အပေါက်ရှာနေတယ်ဘာကိုက်ရမလဲသူချောင်းနေပါတယ်တောက်တဲ့နဲ့အရန်ချစ်စရာကောင်းပါတယ်ပြီးတော့ငငယ်မနေပါဘူးသူဒါကတော့သူ့နေရာပြန်ရောက်သွားတာပဲဖြစ်ပါတယ်အားလုံးပဲကြည့်ရှုပေးကြတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်